ပြောတယ် Now let me tell you the steps. အဲ့တော့ဒီမှာအဆင့်ကျွန်တော်ပြောပြမယ်အဆင့်ဒီ Step number 1, 2, 3, 4, 5, 6, 7, 8. အဲ့တော့ပထမအဆင့်ကဘယ်လိုလုပ်ရမလဲဆိုတော့နံပါတ်1ဒါလုပ်ရမယ်နံပါတ်2ဒါလုပ်မယ်3ဒါလုပ်မယ်4လုပ်မယ်ဆိုလိုချင်တာဒီအဆင့်ဒီပြောလိုက်ပြီးတော့ဒါကိုဘယ်လိုလက်တွေ့လုပ်လို့ရမလဲဆိုတဲ့အပိုင်းကို how ထင်ပါပါဗျာ ကောင်းဆုံးလုပ်ချင်တယ်သူဒီရောင်းလေးလိုစားသိချင်တယ်သူ့လူတွေအများကြီးကိုကြောင်းနေချင်တယ်အဲ့တော့ဘာလို့လဲပါချင်တယ်အဲ့တော့အကောင်းဆုံးတွေပဲပုံစံတစ်ခုပေးတယ်ဆိုတော့ဒီက compare current state and desired state take action check data compare ပြန်လုပ်တယ် exit